အားလုံးပဲမင်္ဂလာပါရှင်မေလေးရဲ့ audio ပုတ် YouTube channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်မေလေးကတင်ဆက်ပေးမယ့်ပုံမြင်လေးရတော့မြစ်တာရောင်ပြန်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်မသေးဆက်ခင်မေလေးရဲ့ audio ပုတ် YouTube channel လေးကို like and subscribe လေးနှိပ်ပြီးသွားကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်အချင်းတန်းရန်ကျွန်တော်တို့ကိုအုပ်စုဟာလမ်းတွေလေးတစ်ခုစီရောက်သွားကြတယ်လမ်းထိပ်ကဦးကြီးဟာကျွန်တော်တို့ကိုနေတိုင်းအစာကျွေးပါတယ်လာကြရေးပြောင်းမှုပြုတ်တော်ဝါကြီးစားလိုက်ပါဦးစေတနာကောင်းတဲ့ဦးကြီးဟာပြောင်းမှုစေးတွေကိုပြုတ်ပြီးကျွေးပါတယ်ပြောင်းမှုပြုတ်စားရတာဗစဲတဲ့ရောက်ခဏပဲကွာအေးကွာဦးလေးကြီးကျမ်းပါပါစေချမ်းသာပါစေဦးလေးကြီးကကျွန်တော်တို့ကိုချစ်တယ်အိုးမင်းချစ်တော့မှာတန်ရာရနေတာပဲကြွိကြွိအစာကျွေးရုံတည်းမကတန်ရာရနေလဲစိတ်ကူပေးတယ်တကယ်တော့ဦးလေးကြီးဟာကျွန်တော်တို့ရဲ့ကျေးဇူးရှင်ပါနေ့စဉ်ဦးလေးကြီးလှုပ်သွားတာကိုကျွန်တော်တို့မြင်ရပါတယ်ဦးလေးကြီးကမောင်ဟင်းငါဖက်လိုက်ရောက်တာပါအဲ့တိုင်းမုတ်ဖက်တွေကိုစပိန်နောက်မှာတင်ပြီးဖောက်တဲ့ဆိုင်တွေစီလိုက်ပို့ရတယ်ဈေးကပြန်လာရင်ကျွန်တော်တို့ကိုအစာကျွေးပါတယ်ဟေးလာကြခိုးလေးတွေလာကြအစာလာစားမယ်ကူကူတနေ့ဦးလေးကြီးဆေးသွားတာစပိန်ကရန်တီးရန်တိုင်းဖြစ်နေတယ်ဦးလေးကြီးကြည့်ရတာနေမကောင်းတဲ့ပုံပဲလိုက်ကြည့်ကြရအောင်အေးကွာလမ်းတင်နေရအရောက်အရှိန်နဲ့မောင်းလာတဲ့ကားတစ်စီးကိုတွေ့ရတယ်ဒီအတိုင်းဆိုဦးလေးကြီးစပိန်ကိုဝင်တိုက်မိတော့မယ်ခေါင်းမူလိုက်တာအဲ့ဒီအချိန်မှာကျွန်တော်ကကားထဲဝင်ပြီးကားမောင်းနေတဲ့လူကိုတိုက်ချလိုက်တယ်တောက်ဒီခိုးတွေသေတော့မှာပဲကားပရိတ်အုပ်လိုက်တဲ့အချိန်ကြာဦးလေးကြီးကလမ်းပြီးကားရှိမှာပဲလဲကျသွားတယ်ဟာပဝင်းကြီးကလူတွေပြေးလာကြတယ်မုတ်ဖက်ရောင်းတဲ့ဦးကြီးကဦးလေးဘာမှမဖြစ်ပါဘူးရုတ်တရက်မူပြီးလဲသွားတာပါကျွန်တော်အချိန်မီဘတ်စကားနင်းလိုက်လို့မတိုက်မိတာပါဟုတ်ပါတယ်ကျေးဇူးပါကွာကျွန်တော်ကိုကျေးဇူးမတင်ပါနဲ့ဟောဟိုကခုတ်ကလေးတွေကျေးဇူးတင်ပါဗျာသူလို့တတိပေးလို့သာကျွန်တော်အချိန်မီဘရိတ်နင်းလိုက်တာပါဦးလေးကြီးအိမ်ကိုသူလို့လိုက်ဖို့ပေးကြတယ်ကျွန်တော်တို့အပေါ်ကျေးဇူးရှိတဲ့ဦးကြီးရဲ့အသက်ကိုကယ်တင်ပေးပြီးကျေးဇူးဆက်နိုင်ခဲ့ပါပြီရများမကြမီမှာဦးလေးကြီးဟာကျွန်တော်တို့ကြိုက်တဲ့ပြောင်းမှုပြုတ်တွေနဲ့အစာလာကြည့်ပြန်တော့တယ်စားကြမယ်ဟေ့ပြောင်းမှုပြုတ်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်မေလေးကိုတင်ဆက်ပေးတဲ့ပုံမြင်လေးရတော့မြစ်တာရောင်ပြန်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်ထပ်ပြီးနားဆင်ကြရင်တော့မေလေးရဲ့ audio ပုတ် YouTube channel လေးကို like and subscribe လေးနှိပ်ပြီးသွားကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်